များကိုမကောင်းတရားပြောတာတွေနော်အပြစ်တင်တာတွေရှုံချတာတွေကိုအကြောင်းမကောင်းပြောတာတွေကိုနော်စိတ်ထဲမှာမှတ်မထားနေတဲ့သူများကိုဘာပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နိုင်အောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနာအဝခေယအလုံးတစ်ခုဂယုပြု၍ကြီးရှုဆင်ခြင်၍မနေရဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုပ်တစ်ခုကြီးလို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွှဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်အိမ်ကလူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်အိမ်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ်အရှုံနိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလွှဲရင်သူများပဲအဓိကသူများကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုနော်ဒါမြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမလို့ဘာကိုစဉ်းစားရမှာတော့ဘာကိုစဉ်းကျင်ရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတဏိအကတဏိစာအတ္တနောဝမိမိဣတာလျင်ကတဏိအကတဏိစာပြုတ်သောအမှုတို့ကို၎င်းအကတဏိစာမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာလို့ဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားလို့ပြောတာဟုတ်တာပေါ့ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆိုးအောင်လုပ်တာလေတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုပ်နိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုဆင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်အကြောင်းကိုပဲစဉ်းစားကိုယ်အကြောင်းကိုပဲစဉ်းကျင်ကိုယ်အကြောင်းကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲဘုံဘုံတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိနေလို့လုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လို့နေရမှာတော့ဟုတ်တယ်အချင်းတော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနစ်မြုပ်ဘူးမကြိုက်ဘူးကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးတဲ့လဲလို့မင်းကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးတဲ့ကိုယ်အကြောင်းကိုစဉ်းစားလို့ရှိရင်သူများအကြောင်းကိုစဉ်းစားလို့စဉ်းစားစရာမလိုသလိုဖြစ်သွားတနည်းအားဖြင့်ကိုယ်အကြောင်းကိုကောင်းကောင်းသိလေသူများအကြောင်းကိုသိပြီးတော့စိတ်မဝင်စားလေသိပြီးတော့မစဉ်းစားခြင်းလေစဉ်းစားဖို့သိမလိုအပ်ဘူးလို့နားလေပေါ့ကိုဘုံဘုံတို့ကဒါကိုယ်တိုင်ဘုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများအကြောင်းတွေကိုခေါင်းထဲရောက်နေလေကိုယ်အကြောင်းကိုခေါင်းထဲကိုသိမထဲလို့ကိုယ်အကြောင်းကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုယ်အကြောင်းကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအကြောင်းတွေကိုစိတ်ဝင်စားတဲ့အကောင်းတယ်လို့ထင်နေတာတကယ်တမ်းကကိုယ့်အတွက်စိတ်ဝင်စားတဲ့အကောင်းဆုံးကကိုယ်အကြောင်းပဲဆိုကြပါစို့ကိုယ်အကြောင်းကိုသာမှန်မှန်ကန်ကန်သိရင်သူများအကြောင်းကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုယ်အကြောင်းကိုဘယ်လိုမှန်မှန်ကန်ကန်သိရမှာတော့ဘုံဘုံတို့တွေမှာတော့မပြေလေသေးတဲ့ပြဿနာတွေအများကြီးရှိတယ်မဖြေရှင်းရသေးတဲ့အရှုပ်အထွေးတွေအများကြီးရှိတယ်ဟုတ်လားပြောလို့ရှိရင်ဘုံဘုံတို့တွေကကိုအကြောင်းကိုကောင်းကောင်းသိရင်ငါတနာစရာအနေထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင်တေချာစဉ်းစားကြည့်ကိုမှပြဿနာတွေတော့အရှုပ်အထွေးတွေတန်းလန်းနဲ့နေရတာတကယ်ကတော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သားရင်အကျိုးပေးမယ်ဆိုတဲ့အနေထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စယတတ္တိအနေနဲ့လိုက်နေတာရှိတယ်အဲ့ဒါတွေကိုဘုံဘုံတို့ခြေဖြတ်ပြီးပြီလားလို့ကိုမေးမယ်ဆိုရင်ဘယ်လိုပြောအခြေဖြတ်ရသေးဘူးနော်အချိန်မရွေးသေပြီးတော့အချိန်မရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုယ်နှိမ့်ဆက်နိုင်တယ်အဲ့တော့ကိုယ်မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ပါလေအဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြတ်ဖို့ကိုယ်မှာတာဝန်ရှိတယ်အလုပ်ရှိတယ်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲဘုံဘုံတို့တွေဟာမကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ်ပြောရရင်စိတ်ရဲ့မှားယွင်းမှုတွေအတိတ်ကလည်းမှားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတ္တိကပျောက်ပြီလားမပျောက်သေးဘူးအနာဂတ်လည်းပဲမှားအောင်ပါပဲ
မသိသေးဘူးဘဝအကြောင်းကိုမသိသေးဘူးမသိသေးတဲ့အခါကျတော့မမောမှုတွေမကျေနပ်မှုတွေအဲ့ဒါတွေကိုအခြေခံပြီးတော့နော်ကာယကံမှားယွင်းမှုဝစီကံမှားယွင်းမှုမနောကံမှားယွင်းမှုကံသုံးပါးမှားယွင်းမှုတွေအနာဂတ်မှာဘုံဘုံတို့မှာဖြစ်လက်တန့်နေတေချာပေါက်မှားယွင်းနိုင်ခွင့်အဖြစ်နေတော့ရှိနေတယ်အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေဟာနော်တစ်ချိန်မှငါမမှားစေရဘူးအခုလည်းပဲငါမမှားစေရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိသေးဘူးအဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကအဲ့ဒါကိုပြောတာလည်းဘုံဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့နော်မဟုတ်တာတွေကိုနော်ဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်အဲ့လိုဆိုရင်အဲ့ဒါတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စေမှာတော့ဆိုတော့ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲတော့ပြောရလို့ရှိရင်ကိုယ်ဒုက္ခနဲ့ကိုယ်ကိုမရှင်းရသေးဘူးရှုံးနေတယ်ပေါ့ဟုတ်လားအဲ့လိုဆိုရင်ငါဒါတွေကိုရှင်းအောင်လုပ်မယ်ငါကငါပို့ပြီးတော့အည်အသွေးရှိအောင်လုပ်မယ်နော်လိုချင်စရာနဲ့တွေ့ရင်လိုချင်မှုမကျေနပ်စရာနဲ့တွေ့ရင်မကျေနပ်မှုတို့ဒီသမျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါလျှော့ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးရှိရမယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတစ်ခုကတေချာပေါက်အနာဂတ်မှာရင်ဆိုင်ရမယ်တေခြင်းတရားအဲ့ဒီတေခြင်းတရားရဲ့ရှေ့အနာလေးမှာအများစုတွေ့ကြတဲ့နာခြင်းတရားဟုတ်လားအဲ့ဒီတေခြင်းတရားနဲ့နာခြင်းတရားအတွဲလိုက်လေဘုံဘုံကမှတ်စေခြင်းဟုတ်လားဘလောက်ကံကောင်းတယ်ပြောပြောတေကာနီးတော့အနည်းဆုံးတော့နာကြရတာအများစုကတော့မတေခင်ကိုပဲခဏခဏနာကြရတယ်အဲ့ဒီနာခြင်းတေခြင်းနဲ့တွေ့လာလို့ရှိရင်ငါစိတ်ကိုချမ်းသာနိုင်တဲ့အရေးအသွေးရှိသလားဒါကိုစဉ်းစားရသော်ဘုရားတော့ဟောတယ်နော်ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်နော်အဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလားနော်ကိုနာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနားလေနော်ယောဂဖြစ်တာကိုနာပေါ့နော်စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်ထဲကနော်စိုးရင်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုံဘုံတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အည်အသွေးရလည်းပြပြဝဝမရှိသေးဘူးဟောပြောရရင်ကို့မှာလှုပ်เสียရတယ်အရေးပါတဲ့လှုပ်เสียရတယ်တူတူတန်းလန်းနဲ့ပေါ့နော်ဟုတ်တယ်မဟုတ်လားဒါနာခြင်းကိုရင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့ဒါလိုပဲသေတော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့တောင်ရင်မဆိုင်နိုင်သေးတယ်ဘာဘူးလို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေအခုလို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘယ်လိုလို့ဘုံဘုံတို့မှာမှန်မှန်ကန်ကန်မသိသေးဘူးသစ္စာလေးပါးကိုပရိဝေဒဆိုင်အောင်မသိသေးဘူးမသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်တယ်ပေါ့ဘဝကိုအကောင်းထင်တဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေကကြီးကြီးမားမားရှိတယ်ကိုဘဝကိုတင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ်ငါလို့လှုပ်ထားတဲ့ငါဥစ္စာလို့လှုပ်ထားတဲ့အရာတွေရဲ့ပုံမှာအကြီးအကျယ်မမောမှုတွေဘုံဘုံတို့မှာရှိနေတယ်အဲ့ဒါတေခြင်းတရားနဲ့တွေ့ပြီဆိုရင်ဘာလို့အဆင်မပြေတာတော့ဘာလို့ကြောက်ကြတာတော့ဆိုတော့အဲ့ဒီကိုမမောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်ခွဲကြရမှာဆိုတော့ဘလို့လုပ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်မလို့ဒါရိုးရိုးလေးတွေးကြည့်တာတချို့ကသေမှမကြောက်ပါဘူးသေတဲ့နေ့မွေးတဲ့နေ့သေတာဖြတ်ကနေပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကငါတို့သေတော့မှနဲ့တူတယ်လို့သိပြီးမှပဲသေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကျသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်တချို့ကခပ်ပေါ်ပေါ်သေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်အထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောကျင်တယ်ပေါ့နော်အဲ့ဒါဘုံဘုံကဘယ်လိုလေးပြောတဲ့နော်အလေးအထားရှိလဲဆိုတော့ကိုယ်စကားလေးကိုမှတ်ရတယ်ပေါ့သေခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိချင်ရင်ကိုယ်မှာရှိတဲ့စီးစိမ်ဥစ္စာတွေကတဝက်လောက်အလကားဆုံးရှုံးကြည်သမ်းမှာစိတ်နဲ့စိတ်ဘလို့နေမလဲကျေနပ်မလားမကျေနပ်ဘူးလားဘယ်ကျေနပ်မလို့ငိုကြမယ်ပေါ့နော်တချို့ဆိုရင်စီးစိမ်တွေပျက်စီးသွားတယ်ဘလို့တော့ငိုမယ်ပေါ့ကင်ကိုချစ်ရတဲ့ကိုယ့်အိမ်ကလူတွေသေးကြည်စမ်းမှာပျက်စီးကြည်စမ်းမှာဘလို့နေမလို့စိတ်ဆင်းရဲမယ်ပေါ့ဆက်ပြီးတော့စဉ်းစားကြည့်သေးခြင်းတယ်အဲ့ဒီတတိတဒေတာနဲ့တစုံတယောက်နဲ့ကိုနဲ့ခွဲရတာတောင်ကိုယ်စိတ်ထဲမှာအကြီးအကျယ်တုန်လှုပ်ခြောက်ခြားနေသေးတယ်ဆိုရင်ကိုသေးတဲ့အချိန်မှာအားလုံးနဲ့ကိုနဲ့ခွဲရလိမ့်မယ်အဖြေဘယ်လိုထွက်မယ်ထင်လဲအကြီးအကျယ်တုန်လှုပ်ခြောက်ခြား